ဒီနေ့မှာတော့ဖခင်ဖြစ်သူကတာဝန်ယူထားပြီးတားငယ်လေးကတော့အစာစာလောင်နေပါတယ်တားငယ်လေးဟာမိခင်ဖြစ်သူအစာနဲ့အတူပြန်လာမဲ့အချိန်ကိုစောင့်ဆိုင်နေရပါတယ်မိခင်ဖြစ်သူဟာအသက်ကိုရင်းပြီးလိုင်းလေထန်တဲ့ပင်လယ်ပြင်ကိုဖျက်ကျော်ကပြန်လာနေပါပြီချောမွတ်တဲ့ကြောက်ဆောင်နေပေါ်ကိုတက်ရောက်ဖို့လိုင်းလုံးကြီးတွေကြားမှာအသေးအတန်ရုန်းကန်နေရပါတယ်သူမအောင်မြင်စွာတက်နိုင်ခဲ့ပေမဲ့အနားမှာတော့အနေရရှိတဲ့ပင်လယ်ဖြန်ကြီးတစ်ကောင်ရှိနေပါတယ်ဒါပေမဲ့မိခင်တယောက်ရဲ့ဇွဲလုံးလောက်ကိုတော့ဘယ်ရာကမှတားဆီးလို့မရပါဘူးဝမ်းပိုက်ထဲမှာအစာတွေပြင်းနေမှုမဆောက်တဲ့ကြောက်ဆောင်လန်းကိုဖြည်းဖြည်းချင်းတက်နေရပါတယ်ချွန်ထက်တဲ့ခြေသေးတွေနဲ့နှုတ်တီးကိုအသုံးပြုပြီးဟန်ချက်ညီညီတက်လန်းနေပါတယ်ကြောက်ခတ်ပင်ကွင်းမလေးဟာအခုဆိုရင်သူမရဲ့အဖော်ကိုထောင်ပေါင်းများစွာသောပင်ကွင်းတွေကြားထဲမှာရှာဖွေရတော့မှာပါရုပ်ချင်းစင်တူလာတဲ့ပင်ကွင်းအုပ်စုကြီးထဲမှာသူမရဲ့အဖော်ကိုဘလို့ရှာမလဲဖခင်ဖြစ်သူရဲ့ထူးခြားတဲ့အော်မီတန်ကသူမကိုလမ်းညွှန်ပေးပါလိမ့်မယ်အဲ့ဒီအတန်နောက်ကိုသူမရည်ရချက်ရှိလိုက်သွားပါတယ်နောက်ဆုံးမှာအားတော့သူတို့နှစ်ဦးပြန်လဲဆုံစည်းနိုင်ခဲ့ကြပါပြီဒီလိုခက်ခဲတဲ့